ကျွန်တော်နာမည်ကတော့ချမ်းမြေဦးဖြစ်ပါတယ်ကျွန်တော်ကတော့ transplant တယောက်ဖြစ်ပါတယ်ပေါ့နော် transplant တယောက်ဆိုတာကျွန်တော် main ကလေးရနေပြီးတော့ယောက်ျားလေးတယောက်ပုံစံကိုပြောင်းလဲနေထိုင်တဲ့လူလို့ခေါ်တာပေါ့နော်ကျွန်တော်ကဒီ9တန်း10တန်းလောက်ကနေစပြီးတော့ခံစားမှုပြောင်းလဲလာတယ်ပေါ့အပင်ကလေးပုံစံဝေးရလို့ရှိရင်စိတ်ထဲမှာမလွတ်လပ်ဘူးကျဉ်းကျက်တယ်လို့ခံစားနေရတယ်ပေါ့စိတ်ကျဉ်းကျက်တယ်ပေါ့နော်ပေါ့ပေါ့ပါနေချင်လာယောက်ျားလေးတယောက်လိုပုံစံစပြီးဝစ်ချင်လာတဲ့စိတ်ကစားတယ်ပေါ့နော်ပတ်ဝန်းကျင်ကဝေဖန်တာကတော့ကြုံမှုတာပေါ့နော်အသက်အရွယ်ငယ်တဲ့အချိန်မှာတော့အများကြီးကြုံတွေ့ရတယ်ပေါ့နော်ဆိုတော့အိမ်ကိုမလွန်ဆန်နိုင်သေးတော့သပင်ကလည်းအတူလေးညက်ချင်တယ်အိမ်ကလည်းမင်းကလေးလိုနေစီချင်တယ်ဆိုတော့မတုံမရှိညက်ထားတဲ့ပုံစံလေးပေါ့အဲ့လိုပုံစံလေးဆိုတော့ရက်ခွက်တော့လို့ရှိရင်ပြောခံဆိုတော့အစားနောက်ခံရတာတွေများတယ်ပေါ့နော်ကိုဘေးနားတွေဖြတ်ပြီးတော့ကတော့အဆောက်ရုပ်ကိုဘာကြီးမှမသိဘူးဟဲ့တက်ကြီးအဲ့လိုမျိုးပြောသွားရလည်းရှိရပေါ့နော်အဲ့အချိန်မှာကိုဘက်ကဘာမှပြန်ပြောခွင့်မရှိလိုက်ဘူးဘာမှလည်းကိုမှပြန်ပြောဖို့ခွန်အားလည်းမရှိဘူးပေါ့နော်အဓိကတော့ကျွန်တော်တို့တွေဆိုရင်တို့ဘောပြားတို့ဘောခွဲတို့ခေါ်ကြတာပေါ့နော်အဲ့လိုမျိုးတွေ့တာနဲ့ဟိုမှာဘောပြအဲ့လိုမျိုးလိုက်ခေါ်တာအဓိကပဲပေါ့နော်စနောက်ဆရာလူကြီးတယောက်လိုမျိုးတွေလိုက်ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးကြီးじゃအဆင်မပြေဘူးလေနော်လောက်ခွင့်မှာဆိုလို့ရှိရင်နေရာမိန်းကလေးပဲတမိန်မဲပဲနေလှုပ်ဆင်းရမယ်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်တို့တွေလိုမျိုးဒီ domain transplant တွေအနေနဲ့လုပ်ငန်းအလုပ်ရှားကြတယ်ပေါ့နော်ဘာဖြစ်လို့မွေးမှမွေးချင်တာယောက်ျားလေးတယောက်ပုံစံအတိုင်းပြောင်းလဲနေထိုင်တယ်အဓိကအဖြစ်ကိုကတော့ကိုယ့်ကိုမိန်းကလေးဆိုတာတိပြီးသားငါဘယ်လောက်ပဲပြောင်းလဲနေသူများတွေပုံညံပြောတဲ့အတိုင်းနင်ဘယ်လောက်ပဲပြောင်းလဲနေကမိန်းမပဲโอเคမှန်တယ်ကျွန်တော်မိန်းမပဲအဲ့ဒီအတွက်ကျွန်တော်ကယောက်ျားလေးတယောက်လိုမျိုးပြောင်းလဲနေထိုင်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကဒီပုံစံကိုကြိုက်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်ရွေးချယ်မှုပါလေဒီဟာပဲအတွက်ကျွန်တော်ကတည်တဲ့ဒီပုံစံပဲနေသွားမယ်ကျွန်တော်တို့တွေကလည်းလူသားတွေတည်းကလူသားတစ်ယောက်ပဲပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့တွေရဲ့ဖြစ်တည်မှုကလည်းစိတ်ထဲကဖြစ်ပေါ်လာတဲ့အတွက်ကျွန်တော်တို့ဒီတိုင်းလေးပဲပြုမှုနေထိုင်ကြတယ်အဲ့အတွက်လည်းခွဲခြားဆက်ဆံရတာမျိုးတွေလည်းကျွန်တော်တို့မရှိစေချင်ဘူးပေါ့နော်ကျွန်တော်တို့မှလည်းထိုက်တဲ့အရေးချင်းသူ့ဟာနဲ့သူရှိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့တွေလည်းလက်ခံပေးဖို့လည်းတရားခံတော့မတောင်းဆိုပါဘူးခုနကပြောသလိုမျိုးနည်းနည်းလေးကျွန်တော်တို့နားလည်ပေးရုံရပါပြီပေါ့နော်